မောတသောဘဂဝါတို့အရိယတော်သမ္မာသမ္ဗုဒ္ဓသောနမောတသောဘဂဝါတို့အရိယတော်သမ္မာသမ္ဗုဒ္ဓသောနမောတသောဘဂဝါတို့အရိယတော်သမ္မာသမ္ဗုဒ္ဓသောပါဗျာလူတော်ဘွဲ့တပင်မဟာအစဉ်လာရှိစွာမိနေဖတို့တတ္တဗမွေကုသလဝေဖို့အောင်တန်စီရတုသားရှင်ပြုလို့ကောင်းမှုဝေစာသာသနာနဲ့ရှင်သာမဏေပြောနောင်ချီမျိုး၍ပပိသရှိပြာဘိက္ခယံရောင်ဝါသင်္ကန်းစာသင်လျံသည်ရောင်လျံဖိဖိဤစေသောလူရှင်လူမများကိုဂုဏ်ပြုဩဝါလေးအချင်းယုံလေးဖတ်ပါမယ်နော်ဒီသိပ္ပူတဲ့ကျေးဇူးကြီးလာမိနေပါတို့ဥဒ္ဒတိချာသာလယတနာ၌ရှင်မဗုဒ္ဓညွှန်ဆိုကြသည်မြတ်သာကောင်းတည်းတူလုံးစင်းသို့ပြန်ဝဲကုန်၏စုံပြည့်ညီသည်ကုသိုလ်အထူးရယူကြွယ်အလှမဒေါ်အေးမြင့်တွေအလူဒဏအနတ္တမူဖြတ်ဘက်ကဖြိုးပါသာသနာအမွေစက္ကန့်ထိုင်သားခုံဖြိုးတိုင်းသာသနာ့ရေးမှာခိုလုံမှုကုသိုလ်အမြတ်ကိုပြောကြစို့ဥက္ကိုနိုင်မြင့်နဲ့ဒေါ်ချွတ်ချွတ်သက်ရွှေရင်အေးမြကြည်ညိုလျက်သားရလာတေဇဝလာထဝလာတို့ပမိသကိုကြီးစုံပြည့်ကြီးကိုစီမြစ်တော်ဘုံစီအားတွင်ဗရာကျွယ်မြရှိပေကြလျက်တဏပြေပြုအလိုလိုတိုး၍ရွှေဘိုးတင်နေဘုံနမိတ်တို့လင်းထိန်တင်ဆန်းခုံပွေလန်းသည်အောင်ခန်းတဲ့နမိတ်ကြီးစေတော်ကဲရေညဝေဆိုမှဖြိုးသွန်ရွာစီသောမေကဝေမိုးကြီးတည်းများနာမဂိတာတရပရိစ္ဆာကစေတနာဖြင့်မဟာဒါနဥက္ကကုသိုလ်မြတ်ကိုလူနဲ့အုပ်တော်မြမဘုံကြီးလုံးစုံများစွာများသူငါတို့ဝမ်းသာရှိပြီးကောင်းကြီးကျူးလျက်ကြည်နုနုပေါ်သာတို့ခေါ်သည်ရွှေတော်လျက်တဲ့အထက်ဘဝမှာရေသက်တို့ချကမ်းလန်းကားလျက်အနုကနပြပပိစ္ဆာမင်္ဂလာသည်မဟာဒါနပွဲကြီးတွင်ပွဲကြီးစင်သည်အလူတော်မာကြီးဒေါ်အင်းကြီးတို့အောင်မြင်ပြီးသည်တည်နေတော်ဘုရားသာဘုရားမာတိသဝံတော်ဓမ္မသာဘုရားမာပညာဝံတော်သံဃာသာဘုရားမာဘောဂဝံတော်ယတနာသာဘုရားဤတယ်ဗလားမုန်ဒီအောင်ရောင်ဖုံးကောင်ထုတ်ထားအတုလာရှင်တော်မြတ်ဘုရားကြီးအရေးတော်အောင်၌ဒီကနေ့အလူဒါယကမာကြီးဒေါ်အေးမြင့်တို့သာခုံမျိုးတိုက်တို့မိသားစုတို့ဤသိက္ခာထက်ရံကရှင်ပြုအလူတော်မင်္ဂလာသဘင်မွေးစီကျင်းပါရဤမင်္ဂလာမန္တတော်ကြီးမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားကြော်လာကြတယ်အပရိသေများလူရှင်များရွာသားဆရာနိုင်ငံလေးတိုင်ရှင်များကနေပြီးတော့သူမချာနာတချင်းတပိုက်ခန့်ပြီးရှိခိုးလို့ပူဇော်ကြပါစို့စီနာဘုရားရွှေပလင်ဝဲတေနေက9မှန်ကိုတပန်းမကြံပယ်၍မို့6ကျွယ်သောရောင်ကြီးညွန်းအောင်စီညွန်းရအောင်ကဲဆရာများကြီးသူမချာနာတချင်းလေးရောင်ကြီးတော်ဖွင့်လို့ပူဇော်ပေးတော်မူပါခင်ဗျာယုံစမ်းဝင်လာစန္ဒရနဲ့ပိတ္တဇဂဝါကျေဝိတာနဲ့အာဂါပြစ္ဆုံနနန်းဘုံကဘုံကုံနေဝင်တေသာရှွန်းနေထွန်းချိန်လို့ထူးတဲ့အခါတမေဟာဒီကနေ့ကျင်းပပြုလုပ်တဲ့ဒါရှင်ပြုပွဲကြီးရဲ့လူတော်မင်္ဂလာပွဲကြီးဆင်နွှဲကျင်းပရခြင်းအကြောင်းကို
ပြဆိုရမည်ဆိုပါလေသာသနာတော်နှစ်235ခုနှစ်မန္တလေးပုပ်ပြည်ကြီးကိုအစိုးရတော်မူသောသီရိဓမ္မသောကမင်းကြီးလက်ထက်တော်၌ရေရင်းပေါင်း8400ရေကန်ပေါင်း8400ကျောင်းဆက်ဘုရားဣတိကတော်အစုံအလူတော်ဟူသည်မြဓမ္မခဏပေါင်း8400စီအမြဖြင့်အလူဒါနတို့ကိုဤစဘူးဒီပါမြေအပြည့်မြကိုမဆိုထားပြီးစစ်ကြောလာအပြည့်မိုးကောင်းခင်အထိမြပဲလူတန်းတော်လဲသာသနာတာယေဇသာသနာအမွေခံသာသနာတာယေကမခံယူထိုက်ပေမိမိရင်၌ဖြစ်သောသားသူတစ်ပါးရင်၌ဖြစ်သောသားစိတ်ရှိမချကိတ္တိမသားဗုဒ္ဓယရနာတို့ကိုရှင်တော်မြတ်ဗုဒ္ဓဤသာသနာတော်အတွင်းယဟန်ပဇင်းတာမဏေသွတ်သွေးချင်းမြင့်မှသာလျင်သာသနာဒါယဇသာသနာအမွေခံသာသနာဒါယကခံယူတော်မူထိုက်ပေတဲ့ရှင်မင်းကြီးရဲ့လို့ရှင်မမောဂလိဗုဒ္ဓတိတ်တမထေကဟောတော်မူခဲ့သည့်အတိုင်းဒီကနေ့မှာတော့ဖြင့်နန္ဒောနန္ဒ၅ပါးဥထိတ်ထား၍နဗတ်မိဘများဖြစ်ကြသောဥဒင်ဆောင်ဒေါခင်ဆွေဝင်းဥမြင့်သိန်းဒေါ်မြင့်မြင့်ခင်အမှုထား၍စိတ်ရှင်လန်းသောတရားပြတဲ့လူတန်းမြည်တန်တရားဝိစင်းရဲမှလွတ်ကင်းရအမှန်ညနေပန်းကိုရည်တန်တောင်းတပါသောအလုတိုင်ကမာဤဒေါ်အေးမြင့်တွေသာအလွန်အဖိုးထိုက်တဲ့ကွန်ပျူတာဝိဇာသိပ္ပံကျောင်းဆရာတော်ဗန္ဒနာဝိနည်းအားသိက္ခာထက်မင်္ဂလာကုသိုလ်ဆက်လက်ပြီးဒေါ်တင်အောင်မိသားစုမှလည်းအရှင်ကုမာရအားပုနောပတမရသိက္ခာထက်မင်္ဂလာဥအောင်တမိုးဒေါခင်မာချိုတို့ဤရင်နွေးမရံများပုဒ္ဒတာဥမိုးထက်အောင်ဥပတမရကန်စာမြင့်မြတ်သောယဟန်ပေါင်းသွတ်သွင်းချစ်မြင့်ခြင်းမင်္ဂလာလူတကိုင်းမာဤလူဓာယိကမာဤဒေါ်အေးမြင့်တွေဤဉာဏ်ပုံထင်ရှားပုဒ္ဒတာကွန်ပျူတာဥကိုကိုနိုင်မြင့်ဒေါ်ချွချွတက်တို့ဤတိရိစေယဝရသိတိသာလယရဏများဖြစ်ကြပါတော့မောင်တီဇဘုံမြင့်မောင်ဝလာဘုံမြင့်မောင်ထဝလာနိုင်မြင့်တို့အားဗဗ္ဗဇရှင်သမဏေရှင်ပါပရိခရာစုံလင်စွာဖြင့်ဗဗ္ဗဇအမွေရှင်သမဏေဖြစ်သို့အလူတော်မင်္ဂလာပွဲကြီးသွတ်သွေးချီးမြှင့်မိဒါနာပွဲကြီးမှာမင်္ဂလာသာဓုအစွတ်စွတ်တို့နဲ့ပထနာပြုတော်မူနိုင်ကြပါစေရန်ဥယောစဉ်စကားဘိတ်ဘိတ်မော်ကောဆရာထွန်းနဲ့ဘိတ်ဘိတ်ထင်မော်ဆရာဇော်တို့မှထက်ဝေရန်စိုင်းပွဲနဲ့တွဲဖက်ခါဥယောစဉ်စကားတိုက်တွန်းပြောကြားအပ်ပါတယ်ခမညာဘုရားဘာသာသာသနာတော်မှာထာဝရဥဒိပန်စဉ်သမီးဖြစ်သောတပင်းစပဏာမမှာဖြင့်အနန္တောနန္ဒ၅ပါးရှင်းခိုးခြင်းမှာစတင်ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်သာမဏေညာလေးများကအောင်မင်္ဂလာပန်းစည်းများဖြင့်ကရောပန်းစင်တဲ့အခါမှာနိုင်ငံကျော်ဆိုတော့ဘဝအေးမြတ်မအနန္တငါးပြာကရောကျိုးတချင်းတစ်ပုတ်မှာတစ်ပိုက်နော်ပြန်မကြော့ပါဘူးဒါပဲဆိုတော့စာရင်ပြောပါဥမာဂျားလေးအောင်ဒီဘက်ထွက်ပါလားအင်းမင်းတို့ပြောတယ်
ဒီဘက်ထွက်လိုက်ပါညီမကြီးကိုယ်ပီတိကဒီမှာခံစားရမှာနော်ရာချီဟလာကားတစ်စီးလောက်ဝယ်လို့ရတဲ့အချိန်ပေါ့နော်ရှင်ရစေတနာနဲ့ဖြစ်ပေါ်တဲ့တရားပေါ့နမောဗုဒ္ဓသာနမောဓမ္မသာနမောသံဃသာနမောမာတာပိတသာနမောအာစရိယသာဗုဒ္ဓသာဓမ္မစကုံမချွတ်ပြည့်အည်သံတောင်းစုမြတ်ကောင်းမှုကြောင့်မုန်ိဓမ္မတိဖြစ်ကြီးဖြစ်တော်မူပြီးထားသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနမောစေတနာဇောသူမနောမြည်ပြီးကြည်နူးသလားရှ िख ိုးကြောပါ၏အရှင်ဘုရားဘုဒ္ဓရှစ်သောင်းလေးတော်ရောင်များပြမြတ်တရားအားနမောစေတနာသောသူမနောမြူ၍ကြည်နူးသလားရှ िख ိုးကြောပါ၏အရှင်ဘုရားရှင်သာမဏေများလေးများဥသုံးကြိမ်ချကြောလိုက်ပါထောင်သောယဟန်သံဃာတော်အရှင်သူမြတ်တို့အားနမောစေတနာသောသူမနောမြူ၍ကြည်နူးသလားရှ िख ိုးကြောပါ၏အရှင်ဘုရားရှင်သာမဏေလောင်းရလေးများဥသုံးကြိမ်ချကြောလိုက်ပါမာတာပိဋကမြေမို့တောင်ဥပကကျူသာကျေးဇူးတော်ရှင်မိခင်ဖခင်တို့အားနမောစေတနာသောသူမလုံးမြူလျက်ကြည်နူးသလားရှ िख ိုးကြောပါ၏အရှင်ဘုရားရှင်သာမဏေများဤများဥသုံးကြိမ်ချကြောလိုက်ပါငယ်စဉ်တောင်ကြီးခရီးဘောကဆာယနေ့ထိတိုင်အောင်တင်စရာမြင်စရာကြားစရာအပေါင်းတို့အားနမောစေတနာသောသူမလုံးမြူလျက်ကြည်နူးသလားရှ िख ိုးကြောပါ၏အရှင်ဘုရားရှင်သာမဏေလေးများဥသုံးကြိမ်ချကြောလိုက်ပါတင်စရာမြင်စရာကြားစရာများစေတနာဝေ
ရှိဖို့ဝါဆရာ ဘုရားကုသိုလ်နန္တောဓမ္မကုသိုလ်နန္တောသံဃာကုသိုလ်နန္တောမာတာပိတုကုသိုလ်အနန္တောအာသရိယကုသိုလ်အနန္တောဘုရားလည်းသံဃာမိဘဆရာသမားခင်မကြီး7ပါးကိုယူသည်မြတ်တို့လက်ဆောင်ကိုရှိဖို့ပူသောဖူးမြော်မှန်ရောကြောလက်ကြရသောကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်မညှို့တရကြအခြေပြောင်းလျက်ခါပြီးကိုယ်နေဝရဘကအသေးအောင်ထွန်းကြ၍ရွှေတောင်အစွန်မြမဘုံကြည့်လို့ကိုကြောက်ဖို့တံပလဲဘယ်လည်းများမြင်းမချအိစိတာနေအိတ်ဒီအထွေထွေတည်င်းမွေးကမှာတော့မင်းတတိရွှေပြက်ကလေးခိုင်မသွေမယိုင်နှင့်သာမီမြစ်တို့နှင့်ပွားသည်ချစ်တော်မောင်နှံဆုံးသခင်တို့သည်ငကုလမောင်နှံပမာပြု၍ယခုဘဝမှာသည်တန်တရားတစ်ဖက်ကံနိဗ္ဗာန်လမ်းသို့တလန်းရွယ်ချူကာလွယ်ကူသောနှစ်ဦးပြိုင်လို့မို့ခုနိုင်တော်မူနိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့သာအပ်ပါတယ်ခင်ဗျာတိတ်တော်ဘုရားရှင်လက်ထက်ထင်းအောင်ခြင်းဖြင့်သမိုးရသောကထဝန္ဒနာမြို့နယ်သည်မင်းစည်းသည်ဤစည်းစိမ်တနေ့တင်ကြမြရရှိခံစားရမှာအရွယ်နှင့်လျော်ညီစွာပြုအပ်သောကုသိုလ်ကောင်းမှုစုလို့ကိုပြုလို့ဆောင်ရွက်ခဲ့သည့်အတွက်ကြောင့်မင်းစည်းသည်ဤစည်းစိမ်ကိုဘဝတသက်တာကာလပတ်လုံးရရှိခဲ့သောထုံတော်သက်သည့်သာရကများကိုထောက်ရှု၍ဒီကနေ့မှာတော့ဖြင့်ရှင်သာမဏေလောင်းလျာလေးတို့အားလောကီမင်္ဂလာများကိုစေကြီးမြင့်သိကြီးဆင့်မှာဖြစ်ပါလေဒီအစီအစဉ်ကိုတော့ကျေးဇူးရှင်ဖို့ဖို့ဘဝများဘဝနှစ်ဦးပေါ့နော်တက်ရောက်ပြီးတော့ချီးမြှင့်ပေးဖို့တွဲပြီးတော့တင်မယ်နော်ဒီအပေါ်ကို30မြင့်ဒီဟုသော30ဘုံဒီဟုသောနှောင်းအိမ်တန်ကြိုင်အတွင်းမှာလွတ်မြောက်ခြင်းပုပ္ပနမိတ်ကိုအကြောင်းပြု၍ချီ30မြင်ပါသောမင်းကိုကြီးဆိုလေကိုစီရင်ချီနှင့်တိတ်ကြီးဆင့်မှာဖြစ်ပါတယ်ဗျာအစိမ့်ဒီတဲ့ကုံကောင်းလည်းဒီတမန်ဆက်ကိုတပည့်ညွထွတ်တာရှင်တော်မြတ်ဘုရားကိုယ်တော်လည်းမြစ်တာဖို့သစ္စာဆိုခဲ့သောပြိဋိဒာဒေသနာတော်များသည်ကုသိုလ်ကောင်းမှုပြုခြင်းပေါ်ကြာရောက်တဲ့သောဒီရယံမဲ့အပေါင်းတို့ကိုဟန်တာဖယ်ရှားပေးနိုင်သည့်အတွက်ကြောင့်မင်းများပင်အားကိုးရသောမင်းကိုကြီးဆိုတဲ့ကိုရှင်သာမဏေလောင်းရလေးတို့အားစင်ရင်ချီးနှင့်သိတိဆင့်မှာဖြစ်ပါလေ။ဘေးရရိုက်ပါ